ကမ္ဘာသမိုင်းတစ်လျှောက်မှာဘယ်ပေါက်ကွဲမှုကအင်အားကြီးဆုံးဖြစ်မလဲဆိုတာသင်တွေးဖို့ပါသလားကျွန်တော်တို့ရဲ့ကမ္ဘာမြေဟာနျူကလ িয়ার စမ်းသပ်မှုတွေကနေလူသားတို့ကြောင့်ဖြစ်ပွားခဲ့တဲ့ဘေးအန္တရာယ်တွေအထိပေါက်ကွဲမှုပေါင်းများစွာကိုကြုံတွေ့ခဲ့ရပါတယ်ဒီထဲကတချို့သောပေါက်ကွဲမှုတွေဟာသမိုင်းကြောင်းကိုလုံးဝပြောင်းလဲပြီးခဲ့သလိုပထမနေရာမှာရှိတဲ့ပေါက်ကွဲမှုရဲ့အင်အားကတော့သင်ကိုအံ့ဩမြင့်သားထွားစေမှာသိကြပါပဲစရုပ်သားနေရာဘေရစ်စစ်ကန်ပေါက်ကွဲမှု2020လက်ဘနွန်နိုင်ငံမြို့တော်ရဲ့အလဲပေါ်မှာအမိုနီယာနိုက်ထရိတ်တန်ဂျင်3000နီးပါးပေါက်ကွဲခဲ့တာပါပေါက်ကွဲမှုအင်အားကကီလိုတန်2ခုစာလောက်ရှိပြီးဒါဟာလူသားလို့သမိုင်းမှာနျူကလ িয়ার မဟုတ်တဲ့ပေါက်ကွဲမှုတွေထဲမှာအပြင်းထန်ဆုံးတဲ့အပျက်အစီးအများဆုံးပေါက်ကွဲမှုပဲဖြစ်ပါတယ်တတိယနေရာဟီရိုရှီမာနဲ့နာဂါဆာကီအနုမြူပုံကျဲမှုဒါဟာကမ္ဘာသမိုင်းမှာနျူကလ িয়ার လက်နက်ကိုစစ်ပွဲအတွင်းတကယ်တမ်းအသုံးပြုခဲ့တဲ့တစ်ခုတည်းသောအချိန်ဖြစ်ပါတယ်ဘုံတလုံးစီရဲ့အင်အားက20ကီလိုတန်လောက်ရှိပြီးအကျိုးဆက်တွေကပြင်းထန်လွန်းတာကြောင့်အဲ့ဒီနောက်ပိုင်းစစ်ပွဲတွေမှာလူသားတွေနျူကလ িয়ার လက်နက်ကိုထပ်မံအသုံးမပြုရဲတော့ပါဘူးဒုတိယနေရာဆိုဗီယက်ဇာဘုံစမ်းသပ်မှုဒီဘုံပေါက်ကွဲမှုကြောင့်ထပ်ပေါ်လာတဲ့မှုတ်ပွင့်ပုံစံတိမ်တိုက်ကြီးဟာအာကာသထဲအထိရောက်ရှိခဲ့ပြီးထပ်ပေါ်လာတဲ့တုံပါမှုလမ်းကကဘာကြီးကို3ဘက်ပတ်မိတဲ့အထိပြင်းထန်ခဲ့ပါတယ်ပေါက်ကွဲမှုအင်အားက58မဂါတန်ရှိပြီးဟီရိုရှီမာကိုဖျက်ဆီးခဲ့တဲ့ဘုံထက်အစပေါင်း4000လောက်ပိုမိုပြင်းထန်ပါတယ်ပထမနေရာချစ်ချူလက်ဥကခဲဒါကတော့ဒိုင်နိုဆောတွေကိုမျိုးတုစုံပျောက်ကွယ်သွားစေခဲ့တဲ့ဥကခဲကြီးဖြစ်ပါတယ်ဒီဥကခဲကဘာကိုလာရောက်ရိုက်ခတ်ခဲ့တဲ့အင်အားကမဂါတန်တန်းပြောင်းတီလာတောင်ရှိခဲ့တာဖြစ်ပါတယ်